Hello မင်္ဂလာပါရှင်အခုရွှေစင်ပြနေတာလေးကရိုးရင်ပုံလေးပါရှင်ရိုးရင်ပုံလေးမှာဟမ်မိတ်ပန်ထုတ်သည့်ရင်ပုံချမ်းရင်ပုံချမ်းမှာအတွင်းချမ်းပေါ့နော်အတွင်းချမ်းအပြည့်ကိုမှဒီလိုကလေးဆက်စိတ်ကလေးထိုးထားတာပါလှလိုက်တာအယောင်ကတော့နိုးစိမ်မဟုတ်ကျေးဥစိမ်မဟုတ်ပေါ့နော်အဲ့လိုလေးပါချီပါချိတ်လေးနဲ့ပေါ့နော်သူကချစ်စရာလေးလှလိုက်တာလက်ပြက်ရင်ပုံလေးလက်ပြက်ရင်ပုံလေးဆိုရင်ပြင်ချုပ်ရိုးကြည့်အောင်လှလိုက်တာရှင်ချုပ်ရိုးလေးကော့စင်းနေရပဲလှတာဒီချိတ်ကတော့အယုံမနဲ့မဝင်တော့လို့ပင်ရနဲ့ထိန်းလိုက်ရပါတယ်ရှင်ကဲဒီလိုလေးပါသူကပဝါပါမယ်ပဝါကပလိန်ပြောင်းလေးဒီလိုပဝါလေးပေါ့နော်အဲ့ဒါလေးပါကြည့်အောင်ဟမိတ်ကိုပဲကြည့်အောင်လှလိုက်တာဒါကျမရဲ့တပည့်ကျော်တွေတနေကုန်ထိုးရတဲ့ဟာပါတနေကုန်ဆိုပြီးထိုးတာတသက်တနေကုန်ပြောတာနော်ချုပ်တာနဲ့ညက်တာနဲ့တခြားလက်စားတက်တာနဲ့ဆိုလို့ရှိရင်တော့2 ရက်ကြာပါတယ်ရှင်ကဲလှလိုက်တာချစ်စရာလေးအဲ့ဒါလေးလက်ကြွားတာပါရှင်ရိုးရင်ပုံဆိုပေမဲ့သူက no bra เนาะလုံးဝ no bra အစ်ရင်ပုံအစ်အုံပါပြီးသား no bra ဖြစ်ပါတယ်ချစ်စရာလေးဝတ်လိုက်လူခဏကမှဝတ်လိုက်ရင်ဒီရင်အောက်ကအစအကုန်ခါအစလုံးဝကွက်တီဖြစ်ပြီးတော့လှပြီးတော့စမတ်ကြာစီမှာဖြစ်ပါတယ်ရှင်ဒါလေးလက်ကြွားတာပါလှလိုက်တဲ့ကျုံ